တတိစီဗီယက်နမ်ဒေတာကိုရကြပါစို့ဒီဗီဒီယိုမှာဗီယက်နမ်မှာဒေါ်လာ20နဲ့ဘာတွေဝယ်လို့ရမလဲဆိုတာကိုလေ့လာကြမယ်လမ်းဘေးအစားအစာတွေတဲယူပို့ဆောင်ရင်ဈေးဝယ်ခြင်းနေရထိုင်ခင်းစားတဲ့အရာတွေကိုကြည့်တော့ပါမယ်အချို့ဈေးနှုန်းတွေကတင်ကိုအံ့အားစေနေပါတယ်ဒါဆိုကျွန်တော်တို့ခရီးကိုစတင်ကြပါစို့နံပါတ်1လမ်းဘေးအစားအစားအသောက်ချစ်သူတွေအတွက်နေရာကောင်းဗီယက်နမ်ဟာလမ်းဘေးအစားအစာယဉ်ကျေးမှုတဲ့ကြောင့်အလွန်ကြော်ကြားပါတယ်လမ်းတောင်တိုင်းမှာအစားအစာရောင်းတဲ့စတော်လေးတွေကိုတွေ့နိုင်ပြီးဒေတာခံတွေကတင်းရှိမှာပဲအစ်စ်ချက်ပြုတ်ပေးကြပါတယ်အကျော်ကြားဆုံးဟင်းလျာတစ်ခုကတော့ Pho လို့ခေါ်တဲ့ Vietnam noodle set ဟင်းဖြစ်ပါတယ်ပူပူနွေးနွေး Pho တပန်းခန်းကိုပုံမှန်အားဖြင့်ဒေါ်လာ1.5မှာနှစ်လောက်ပေးရပါတယ်နောက်ထပ်လူကြိုက်များတဲ့ဟင်းလျာတစ်ခုကတော့ Banh Mi လို့ခေါ်တဲ့ Vietnam sandwich ဖြစ်ပါတယ်ဒါဟာအသားဟင်းသီးဟင်းရွက်နဲ့ sauce တို့ထည့်ထားတဲ့အရသာကောင်းတဲ့ Vietnam sandwich ဖြစ်ပါတယ်။ဘန်မီတစ်ခုကိုပုံမှန်အားဖြင့်ဒေါ်လာ1မှ1.5လောက်သာကုန်ကြပါတယ်။ထို့ပြင် spring rolls ကင်းထားတဲ့ဝက်သားနဲ့သမင်းနူးတဲ့ဟင်းမျိုးစုံတွေကိုလည်းဒေါ်လာ2မှ3လောက်နဲ့စားနိုင်ပါတယ်။ဒေါ်လာ20နဲ့ဆိုရင်တနေ့လုံးအစားအစာများစွာစားနိုင်ပါတယ်။ဥပမာမနက်စာဖိုးဒေါ်လာ2နေ့လယ်စာဘန်မီဒေါ်လာ1.5ညစာဝက်သားကင်းနဲ့သမင်းဒေါ်လာ3တစ်တိစမူတီဒေါ်လာ1.5 Vietnamese ice coffee ဒေါ်လာကစုစုပေါင်းဒေါ်လာ9လောက်ပဲကုန်ပါတယ်ဒါနဲ့တင်အလွန်အဆင်ပြေစွာစားနိုင်ပြီးစိတ်ကျေနပ်ဖွယ်ဖြစ်ပါတယ်အစားအသောက်ချစ်သူတွေအတွက်တော့ဗီယက်နမ်ဟာကမ္ဘာပေါ်မှာအရသာရှိပြီးဈေးသက်သာတဲ့အစားအစာများရရှိနိုင်တဲ့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်နံပါတ်3ကော်ဖီယဉ်ကျေးမှုဗီယက်နမ်ဟာကမ္ဘာပေါ်မှာကော်ဖီထုတ်လုပ်မှုဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ဒါကြောင့်ကော်ဖီယဉ်ကျေးမှုဟာနေ့စဉ်လေ့ထားရဲ့အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်ပါတယ်။ဟိုဂျီဝင်းမြို့ဟာနွိုင်းမြို့စတဲ့မြို့ကြီးတွေမှာကော်ဖီဆိုင်ထောင်ပေါင်းများစွာကိုတွေ့နိုင်ပါတယ်။အကျော်ကြားဆုံးကော်ဖီတစ်မျိုးကတော့ Vietnamese ice coffee with condensed milk လို့ခေါ်တဲ့ကာဖီဆူဒါလို့ခေါ်ပါတယ်။အရသာပြင်းပြီးချိုနဲ့အလွန်လန်းဆန်းစေတဲ့ကော်ဖီဖြစ်ပါတယ်။ဒေတာကန်ကော်ဖီဆိုင်တွေမှာတစ်ခွက်ကိုဒေါ်လာ1မှ2လောက်သာကုန်ကြပါတယ်။ဖန်ရှင်ကြတဲ့ကော်ဖီဆိုင်တွေမှာတော့ဒေါ်လာ2မှ3လောက်ပဲရှိပါတယ်။ဒေါ်လာ20နဲ့ဆိုရင်တနေ့လုံးကော်ဖီဆိုင်တွေလဲပြီး coconut coffee, egg coffee, salt coffee, Vietnamese drip coffee စတဲ့အမျိုးမျိုးကိုစမ်းတောင်းနိုင်ပါတယ်။ကော်ဖီချစ်သူတွေအတွက်တော့ဗီယက်နမ်ဟာတကယ့်ပရိသတ်တဲ့နတ်ပုံလိုနေရာချစ်ပါတယ်။နံပါတ်4မြို့စံတွင်တည်ယူပို့ဆောင်ရေးဗီယက်နမ်မှာတည်ယူပို့ဆောင်ရေးဈေးလည်းကလွန်တက်တာပါတယ်။မော်တော်ဆိုင်ကယ်ဟာအများဆုံးအသုံးပြုတဲ့တည်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်ပါတယ်။မြို့ကြီးတွေမှာ Grab လို့ app တွေတုံးပြီးမော်တော်ဆိုင်ကယ် taxi ခေါ်နိုင်ပါတယ်။ခရီးတိုတစ်ခါကိုဒေါ်လာ1မှ2လောက်ပဲကုန်ပါတယ်။မြို့အနောက်ခရီးရှည်သွားရင်တောင်ဒေါ်လာ3မှ4လောက်ပဲကုန်နိုင်ပါတယ်။ Public bus တွေဆိုရင်ဒေါ်လာအစဲကစားအောင်မှသာစီးနိုင်ပါတယ်။ဒါကြောင့်ခရီးသွားတဲ့အတွက်မြို့ကိုလေ့လာသွားလာရတာအလွန်လွယ်ကူပါတယ်။နံပါတ်4ဒေတာဈေးများဗီယက်နမ်မှာအယောင်အစုံစုံရဲ့စီးကားတဲ့ဈေးများရှိပါတယ်။ဥပမာဘန်တန်မတ်မာကတ်ဟိုချီမင်မာကတ်စတဲ့ဈေးတွေမှာတီရှပ်လက်မှုပစ္စည်းများဘန်ဘူးပစ္စည်းများဒေတာခံ snacks များဗီယက်နမ်မစ်ရူးစုံအိုးထုံများစားတာတွေကိုဝယ်နိုင်ပါတယ်။အမြတ်တရပစ္စည်းအများစုကဒေါ်လာ2မှ5လောက်သာကုန်ကြပါတယ်။အယောင်ဝယ်ညစ်တိုင်းအပြင်ဒေါ်လာ20နဲ့ပစ္စည်းအများကြီးဝယ်နိုင်ပါတယ်။နံပါတ်5ဈေးသက်သာတဲ့နေရာထိုင်ခင်းဗီယက်နမ်မှာလည်းနေရာထိုင်ခင်းဈေးသက်သာပါတယ်။ hostel တွေမှာဒေါ်လာ5မှ10လောက်နဲ့တညနေနိုင်ပါတယ်။ guest house တွေမှာဒေါ်လာ10မှ15လောက်ရှိပါတယ်။ဒါကြောင့်ဒေါ်လာ20နဲ့တညလောက်နေနိုင်တဲ့အခန်းကိုရနိုင်ပါတယ်။နံပါတ်6ညဘက်အပန်းဖြေရေးဗီယက်နမ်ရဲ့ညဘက်လိုက်လေအရန်ပျော်ရွှင်ပါတယ်။ဒေတာကန်ဘီယာဟွေဟာကမ္ဘာပေါ်မှာဈေးအချိုးဆုံးဘီယာတွေကတစ်မျိုးဖြစ်ပါတယ်။တစ်ခွက်ကိုဒေါ်လာ30တစအောင်မှသာကုန်ကြပါတယ်။ဒါကြောင့်ဒေါ်လာ20နဲ့ဘီယာအများစွာတောက်နိုင်ပြီးတနေ့လုံးညစာအပန်းဖြေကြီးတွေပါဝင်နိုင်ပါတယ်။နံပါတ်9အတွေ့အကြုံများလှုပ်ဆောင်စရာတွေတောင်ဈေးသက်သာပါတယ်။ဥပမာစိတ်ပိန်းညလာကဒေါ်လာ2မှ5လောက်ပဲကုန်ပါတယ်။ဘုရားကျောင်းတို့မြူဇီယံဝင်ခွင့်ကဒေါ်လာ1မှ3လောက်ပဲရှိပါတယ်။ Foot massage ကဒေါ်လာ5မှ10လောက်ရှိပါတယ်။ဒါဆိုဗီယက်နမ်မှာဒေါ်လာ20နဲ့ဘာတွေဝယ်လို့ရမလဲ။အဖြေကတော့အများကြီးဝယ်လို့ရပါတယ်။အစားအစာများကော်ဖီတဲယူပို့ဆောင်ရေးအမြတ်တရပစ္စည်းများနေရာထိုင်နှင်းတောင်ပါဝင်နိုင်ပါတယ်။
ဒါကြောင့်မဲခီးသွွာများစွာကဗီယက်နမ်ကိုတစ်နှစ်တိုင်လာရောက်လဲပတ်နေတာပါတဘာဝအလှအပယဉ်ကျေးမှု graduate ဆိုတာဒါတဲ့ငွေတန်ဖိုးအရာအလွန်တန်ဖိုးရှိတဲ့နိုင်ငံတစ်ခုဖြစ်လို့ပါဒီဗီဒီယိုကိုကြိုက်နှစ်သက်ပြီးအတစ်တစ်ခုခုလေ့လာခဲ့ရင် like လုပ်ပြီး channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ကမ္ဘာတစ်ဝါမှာစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်